လမ်းပေါ်မှာရက်နေတဲ့လုံခြုံရေးဝန်ထမ်းရဲ့မျက်နှာဟာရုတ်တရက်ကြောက်ရွံ့ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။သူ့ရှေ့မှာရက်နေတဲ့သူကမည်သူမျှမကာကွယ်နိုင်ခင်နောက်စက္ကန့်မှာပဲထိုလုံခြုံရေးဝန်ထမ်းဟာတန်မဏိဖြစ်သူလုံးဝပြောင်းလဲသွားခဲ့ပါတယ်။ဒေါသထွက်နေတဲ့သူဟာစိုင်းမတာပဲထိုလူစီသွားပြီးလက်တိတစ်ချက်တည်းနဲ့အပြက်ရှင်းပစ်လိုက်ပါတယ်။လုံခြုံရေးဝန်ထမ်းရဲ့ဤပုံစံတစ်ဟာသူ့အတွက်တော့ကောင်းကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။သူ့ခန္ဓာကိုယ်ထဲကစွမ်းရည်တွေဟာအလွန်မင်းတိုးပွားလာခဲ့တာကြောင့်လမ်းပေါ်ကလာနေတဲ့ရင်တွေကိုကြောက်ရွံ့ခြင်းမရှိဘဲတားဆီးခဲ့ပါတယ်။ရင်မောင်းတို့ဟာအလွန်ဒေါသထွက်သွားပြီးသူ့ကိုရိုင်းဆိုင်စွာဆဲဆိုခဲ့ပေမဲ့သူဟာလမ်းဖယ်မပေးခဲ့ပါဘူး။ထို့ကြောင့်ဒေါသထွက်နေတဲ့ရင်မောင်းဟာသူ့ကိုထပ်မံဆဲဆိုပြီးဖယ်ရှားဖို့ကြိုးစားခဲ့ပါတယ်။ရင်မောင်းကလုံခြုံရေးဝန်ထမ်းကြောက်သွားပြီဟုထင်မှတ်ခဲ့တော့လေနောက်တစ်စက္ကန့်မှာပဲသူဟာကားတကားစီသွားပြီးမှန်ကိုရိုက်ခွဲပစ်လိုက်ပါတယ်။ဒါကိုမြင်တော့ရင်မောင်းဟာပိုပြီးဒေါသထွက်ကထပ်မံဆဲဆိုပြန်ပါတယ်။ဒေါသအရှိန်ကြောင့်လုံခြုံရေးဝန်ထမ်းဟာရင်မောင်းရဲ့ကော်လာကိုဆွဲပြီးကားထဲကနေအပြင်သို့ဆွဲထုတ်လိုက်ပါတယ်။ရင်မောင်းကသူ့အသက်ခံရတော့မယ်လို့ထင်ပြီးကျေလောင်စွာအော်ဟစ်ပါတော့တယ်။ထိုကျေလောင်တဲ့အော်တန်ကိုလုံခြုံရေးဝန်ထမ်းမခံမရနိုင်ဖြစ်ကရင်မောင်းကိုလွှင့်ပစ်လိုက်ပါတယ်။မကြာမီမှာပဲဤသတင်းဟာမီဒီယာတစ်ခုလုံးသို့ပြန့်နှံ့သွားခဲ့ပြီးလူတိုင်းရဲ့ရှေ့မှာပင်ရင်မောင်းကိုလုံခြုံရေးဝန်ထမ်းကထပ်မံလွှင့်ပစ်ခဲ့ပါတယ်။လုံခြုံရေးဝန်ထမ်းရဲ့ပွင့်လင်းစွာတပ်ဖြတ်မှုကိုမြင်တွေ့ရတဲ့အခါစူပါဟီးရိုးစူပါမန်အားလုံးကိုချက်ချင်းစီလွတ်ခဲ့ပြီးသူ့ကိုတားဆီးဖို့ဦးတည်ထွက်ခွာလာကြပါတယ်။စပါဒါမန်စပိုင်ဒါမန်ကလည်းသူ့ရဲ့ချစ်သူကိုကြည့်ရှုပြီးနောက်ထွက်ခွာသွားခဲ့ပါတယ်။အခြားတစ်ဖက်မှာတော့လုံခြုံရေးဝန်ထမ်းဟာထိုရင်မောင်းနောက်ကိုဆက်လက်လိုက်နေစေဖြစ်ပါတယ်။မျက်စိတမိတ်တွင်းမှာပဲသူဟာရင်မောင်းရဲ့ကားကိုရိုက်ခွဲပစ်လိုက်ပြီးငြိမ်သက်စွာရပ်နေခဲ့ပါတယ်။ထိုစဉ်မှာပင်စူပါဟီးရိုးများအားလုံးအတူတကွရောက်ရှိလာကြပြီးဤကြောက်စရာကောင်းသောကြောက်နှက်ကြီးကိုတားဆီးဖို့ကြိုးစားကြပါတော့တယ်။တိုက်ပွဲအစမှာစပါဒါမန်ကကြောက်နှက်ကြီးစီတို့အရင်ဆုံးပင့်ကူအိမ်ထိုးပစ်လိုက်ပြီးအစွမ်းကုန်အားစိုက်ကဆွဲငင်ခဲ့တော်လဲတမန်ကြီးကတုံ့လုံခြင်းမရှိခဲ့ပေဒါကိုမြင်တော့အခြားသူနှစ်ဦးရှေ့ထွက်လာခဲ့တော်လဲထိရောက်မှုမရှိပဲဒဏ်ရာများရရှိသွားခဲ့ကြပါတယ်။နောက်တစ်လက်မှာတော့အဖိုးအိုရဲ့အလှည့်ရောက်လာခဲ့ပေမဲ့ထိုမတိုင်မီလုံခြုံရေးဝန်ထမ်းကစပါဒါမန်ကိုသူ့စီဆွဲယူကလက်တီးဖြင့်ထိုးနှက်ပြီးဒဏ်ရာရစေခဲ့ပါတယ်။မကြာမီမှာပဲအဖိုးအိုမှလွဲ၍လူတိုင်းလဲပြိုသွားခဲ့ရပါတယ်။အဖိုးအိုကလုံခြုံရေးဝန်ထမ်းရဲ့ပခုံးပေါ်လက်ကိုတိုက်ရိုက်တင်ပြီးဟူလူလူဟူလူလူဟူလူလူဟုမန်နီယာစတင်ရွတ်ဆိုခဲ့ပါတယ်။ဒါကိုကြားတော့လုံခြုံရေးဝန်ထမ်းကရက်လိုက်အဖိုးအိုဟုပြောလိုက်ပါတယ်။ထို့နောက်ထပ်လက်တီးတစ်ချက်ထိုးလိုက်ပြီးအဖိုးအိုကိုလည်းဒဏ်ရာရစေခဲ့ပါတယ်။အခုမေးစရာရှိလာတာကတော့ဒီလိုအားနည်းတဲ့သူတွေဟာဤစွမ်းအားကြီးတဲ့ကြောက်နှက်ကြီးကိုတားဆီးနိုင်ကြမလားသို့မဟုတ်ရင်းကသူတို့အားလုံးကိုတယောက်ပြီးတယောက်ရှင်းလင်းပြမလားဆိုတာပါပဲ။